မင်္ဂလာပါ YGN Electrical Engineering ကိုလည်းကြိုဆိုပါရစေဒီနေ့ကျွန်တော်ဘာအကြောင်းလေးရှင်းပြပေးချင်တာလဲဆိုတော့ဗောနော် circuit 3မျိုးအကြောင်းကျွန်တော်ရှင်းပြချင်တာကျောင်းသားတွေဗောနော်တိတိကျကျနားမလဲတလို့နားမလဲတလို့ဖြစ်နေတဲ့ဟာကိုကျွန်တော်တစ်ခါတည်းလုံးဝရှင်းသွားအောင်ကျွန်တော်ရှင်းပြပေးချင်တာဗောနော်ဘာ circuit တွေလဲဆိုတော့ open circuit ရယ် close circuit ရယ် short circuit ရယ်အကြောင်းကိုကျွန်တော်ဒီမှာ theory လေးရှင်းပြမယ်ပြီးကျွန်တော်လက်တွေ့စမ်းပြမယ်ဗောနော်အခုကျွန်တော်ဒီမှာ theory လေးကျွန်တော်ရှင်းပြမယ်ဒါတော့ open circuit ပေါ့နော် open circuit ဆိုတာကကျွန်တော်တို့မှာမီးလုံးလေးတစ်လုံးရှိတယ်ဒီမီးလုံးလေးကိုကျွန်တော်တို့က neutral ကြိုးပေးထားတယ်ပေါ့နော်အဲ့ဒီအချိန်မှာ line ကြိုးလေးကလည်းလာပြီးတော့ပေးတယ်ပေါ့ဒါပေမဲ့ line ကြိုးလေးကမီးလုံးရှိမရောက်သေးဘူးမီးလုံးနဲ့ line ကြိုးလေးနဲ့မထိသေးဘူးအဲဒီလိုအခြေအနေကိုကျွန်တော်တို့က open circuit လို့ခေါ်တာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီမီးလုံးလေးလာတဲ့နေရာမှာပေါ့နော်ဒီနားမှာကျွန်တော်တို့ကဆွတ်လေးတစ်ခုလောက်ထည့်မယ်ဆိုလဲထည့်လို့ရတာပေါ့ဒါဆိုလို့ရှိရင်ဒီဆွတ်လေးကပွင့်နေတာဖြစ်တဲ့အတွက်မီးလုံးလေးရှိကို line ကြိုးမရောက်သေးဘူးဒါဆိုဒီမီးလုံးလေးကမလင်းသေးဘူးဒါကိုကျွန်တော်တို့က open circuit လို့ခေါ်တာပေါ့ဟုတ်ပြီ close circuit close circuit ဆိုတာကတော့ခုနကဒီမှာကျွန်တော်တို့ခလုတ်လေးရှိတာပေါ့နော်ဒီမှာခလုတ်လေးထားတာဒီမှာမီးလုံးလေးရှိမှာပေါ့မီးလုံးလေးကိုကျွန်တော်တို့က neutral ကြိုးပေးထားတယ်ဒီမှာ line ကြိုးပေးထားတာပေါ့ဒီခလုတ်လေးကိုကျွန်တော်တို့ကပိတ်လိုက်တဲ့အခြေအနေပေါ့ဒီခလုတ်လေးကိုပိတ်လိုက်တဲ့အခြေအနေမှာဆိုလို့ရှိရင်ဒီမီးလုံးလေးစီကို line လေးရောက်သွားပြီ neutral လေးရောက်သွားပြီဖြစ်တဲ့အတွက်မီးလုံးလေးစီကိုပါစီးသွားလဲဆိုတော့ current စီးသွားပြီရပြီ I စီးသွားပြီပေါ့နော်အဲ့တော့ current ရောက်သွားပြီဖြစ်တဲ့အတွက်ဒီမီးလုံးလေးကမီးလင်းသွားမယ်ပေါ့ဒီမှာတော့ circuit ကပွင့်နေတာဖြစ်တဲ့အတွက်ဘိုးအားမရောက်ဘူးဘိုးအားမြောက်တဲ့ဖြစ်တဲ့အတွက် current လည်းမစီးဘူးမီးလုံးလေးကမီးမလင်းဘူးပေါ့အဲ့တော့ဒီနှစ်ခုကတော့ကျွန်တော်တို့ကလွယ်တယ်ရိုးရှင်းတယ်နားလည်ရတာလွယ်တယ်ပေါ့နော်ပြီးအဲ့တော့ကျွန်တော်တို့က short circuit ပေါ့နော် short circuit အဲ့တော့ short circuit ဆိုတာကတော့ကျွန်တော်တို့ဒီမီးလုံးလေးကို line ရယ် neutral ရယ်ပေးထားတယ်ပေါ့အဲ့ဒီအချိန်မှာဒီအရှိမှာဝါယာကြိုးတစ်ချောင်းကဖြစ်ပေါ့နော်ဒီ line နဲ့ neutral နဲ့ကိုလာပြီးတော့ထိလိုက်တာပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးအနေအထားကိုကျွန်တော်တို့က short circuit လို့ခေါ်တယ် short တိုးတော့ circuit balance အတိုလေးဖြစ်သွားတာဘာဖြစ်သွားလဲဆိုတော့ current ဒီအဲ့လိုမျိုး short ဖြစ်သွားပြီဆိုလို့ရှိရင်ဒီမီးလုံးဒီမီးမလင်းတော့အဲ့ short ဖြစ်ရင်ဒီမီးလုံးတွေကမီးမလင်းဘူးဒါကြောင့်ဘာကြောင့်မီးမလင်းရတာလဲဘာကြောင့်မီးမလင်းရတာလဲဆိုတော့ current နေဒီမီးလုံးစီကိုမလာတော့ဘဲနဲ့ဒီဝါယာကြိုးလေးအတိုင်းပဲဒီလိုစီးသွားတာမီးလုံးစီကို current ဖြတ်မစီးတော့ဘူးအဲ့ဒါကျွန်တော်တို့က short circuit လို့ခေါ်တာပေါ့နော်တိုးတော့ပေါ့အဲ့လိုမီးလုံးစီကို current မစီးဘဲနဲ့ဘာလို့ဒီဝါယာကြိုးစီကို current စီးရတာတော့ဒါဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့ resistance ကြောင့် resistance ဒီမီးလုံးလေးမှာရှိတဲ့ resistance နဲ့ဒီဝါယာကြိုးမှာရှိတဲ့ resistance ဟာကွာသွားတာမီးလုံးမှာရှိတဲ့ resistance ကများနေတယ်ဝါယာကြိုးမှာရှိတဲ့ resistance ကနည်းတယ်အဲ့ဒီတော့ current နေဒီ resistance နည်းတဲ့စီကိုပဲစီးတာဖြစ်တဲ့အတွက်ဒီမီးလုံးဒီမီးမလင်းတော့ဘူးအဲ့တော့ line နဲ့ neutral တိုက်ရိုက်ထိတဲ့အခြေအနေကိုကျွန်တော်တို့က short ဖြစ်တယ်လို့ခေါ်တယ်အရန်ကိုအန္တရာယ်ကြီးမှာပါတယ်ဘာဖြစ်လို့အန္တရာယ်ကြီးလဲဆိုလို့ရှိရင် current နေဒီအစမတန်စီးမှာမလို့အဲ့ဒီ current အစမတန်စီးတဲ့ဒဏ်ကိုဒီဝါယာတွေခံရမယ်ဒီဝါယာတွေခံရမှာပေါ့နော်အဲ့တော့အဲ့ current တွေဘယ်လောက်စီးမှာလဲ short ဖြစ်သွားရင် current ဘယ်လောက်စီးမှာလဲဒါကိုကျွန်တော်တို့သိချင်တာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က short ဖြစ်သွားတဲ့အခြေအနေမှာ resistance က0ဝန်းကျင်ကိုကျသွားတယ် resistance 0ရှိကိုကျသွားတယ်အဲ့ဒီမှာကျွန်တော်တို့ဝါယာကြိုးတစ်ကြိုးမှာ resistance ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့တိုင်းကြည့်မယ်အဲ့တော့ wire ကြိုးတွေဆိုတာတော့ resistance နည်းလေကောင်းလေပေါ့နော် resistance အနည်းဆုံးဆိုလို့ရှိရင်အကောင်းဆုံးပေါ့အဲ့တော့ resistance က0ဝန်းကျင်လောက်ကိုရှိနေမှာ wire ကြိုးတွေမှာကဒါကကျွန်တော်တို့မီတာနဲ့တိုင်းတဲ့အခါမှာအခြေအနေတစ်ခုခုကြောင့် resistance လေးတက်ပြီးတော့ဒီလို1နားလေးတွေသွားတာပေါ့နော် resistance အတွက်0ဝန်းကျင်လောက်ကိုသွားတာအခုဆိုသူ resistance မှန်တာပေါ့နော်0နားလောက်ကိုသူကျလာဒါပေမဲ့ wire ကြိုးမှာရှိတဲ့ resistance ပေါ့အဲ့တော့ resistance 0ဖြစ်သွားရင်ဘာဖြစ်သွားမလို့ကျွန်တော် ohms law ရပါဘောနော်
R equal to V by I resistance ကိုလိုချင်ဘို့ကိုဒီပြီးတော့ current နဲ့စဟုတ်ပြီဒါဆိုကျွန်တော်တို့ current ကိုပြန်ကြည့်မယ် current ဘယ်လောက်ဖြစ်မှာလဲ short ဖြစ်သွားရင် current ဘယ်လောက်ထိစီးမှာလဲ IS ပေါ့နော် short ဖြစ်သွားရင် current ဘယ်လောက်ထိစီးမှာလဲအဲ့တော့ဘို့အားဆိုပါတော့ကျွန်တော်တို့က230ဆိုပါတော့ဒါဆိုရင် resistance 0လောက်ထိကျသွားတာအဲ့တော့230ကို0နဲ့စားလို့ရှိရင်ကျွန်တော်တို့ကစားလို့မရဘူးပေါ့နော် infinity ထွက်တာပေါ့ infinity အဖြေကမရှိတော့ infinity ဆိုတာအဆုံးအစကိုမရှိတဲ့အထိကိုမတရားကိုစီးဆင်းသွားမှာပေါ့နော်100လား10လား100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 0လားပေါ့နော် infinity ထိကိုစီးမှာအမြင့်ဆုံးထိကိုစီးမှာဘယ်လောက်ထိ current စီးလို့ရမလဲစီးလို့ရတဲ့အမြင့်ဆုံးထိကိုသူလိုက်စီးမှာအဲ့တော့အရန်ကိုအနေများတယ်ဒီ wire ဂျိုးလေးဒီ 1.5 wire ဂျိုးဆိုပါစို့သူဒီခန္ဓာကြီးအလွန်ဆုံး16နဲ့18 ampere လောက်ပဲရှိမှာအဲ့သူ့မှာစီးသွားမဲ့ ampere က50 ampere လောက်စီးသွားတယ်ဆိုရင်ဆက်စားချင်းစီးကြပါတော့50 ampere လောက်ဖြစ်သွားပြီဆိုဒီ wire ဂျိုးတွေမီးလောင်ကုန်မှာပေါ့အဲ့တော့ကျွန်တော်တို့ကသူ့ကိုကာကွယ်ဖို့ protection device တွေထည့်ရတာပေါ့နော် circuit breaker တွေထည့်ရမှာဒါတော့ကျွန်တော်နောက်ပိုင်းညံဆက်ပြောပေးမယ်ဒါလောလောဆယ်ခေါင်းရှုပ်သွားမှာဆိုလို့အဲ့တော့ circuit က3မျိုးရှိတယ်ဆိုတာကိုကျွန်တော်တို့သိရမယ် open ဖြစ်နေတဲ့ circuit open ဖြစ်နေ current မစီးစင်းဘူး close ဖြစ်နေတဲ့ circuit close ဖြစ်သွားပြီဆိုလို့ရှိရင် current စီးမယ်အဲ့ current စီးတာကြောင့်ဒီမီးလုံးလေးတွေမီးလင်းမယ် short ဖြစ်သွားတဲ့ circuit short ဖြစ်သွားပြီဆိုလို့ရှိရင်เนาะကိုယ့်ရဲ့လောက်စီကို current ကမစီးတော့ဘူးအဲ့ဒီမှာရှိနေတဲ့ short circuit နေရာမှာပဲ line နဲ့ neutral ထိတဲ့နေရာမှာပဲ current က infinity ထိကိုစီးသွားမှာပေါ့เนาะ okay ဒါလေးကိုကျွန်တော်တို့ကလက်တွေ့စမ်းကြည့်မယ်တကယ်လို့မျိုး theory တိုင်းအပြင်မှာတကယ်ရှိမရှိဆိုတာကျွန်တော်တို့စမ်းကြည့်တာပေါ့လေအခုချိန်နေဆိုလို့ရှိရင်ပေါ့နော်ဒါမီးလုံးလေးကိုကျွန်တော်တို့ကပို့အားပေးတော့မှာပေါ့ဒါပေမဲ့ကျွန်တော်ကအနှုတ်တော့ပေးထားတယ်အပေါင်းမပေးထားဘူးအဲ့သူဘာဖြစ်နေလဲဆိုတော့ဒီလိုမျိုး open circuit အခြေအနေမှာရှိနေတယ်မီးလုံးလေးရှိကို current လည်းမစီးဘူးပို့လည်းမရဘူးပေါ့နော်ဒီလိုမျိုး open လေးပွင့်နေတယ်ဘိုးကတော့3 volt ရှိတယ် open circuit ဖြစ်တဲ့အတွက် current ကစီးမနေဘူးမီးလုံးလည်းမီးလင်းမနေဘူးပေါ့ okay ကျွန်တော်သူ့ကိုအပေါင်းညိုးလေးပေးလိုက်မယ်ဩဒါဆိုသူ close circuit ဖြစ်သွားပြီဒီလို circuit လေး circuit plan ပြည့်စုံသွားပြီအဲ့ဒီအတွက်မီးလုံးလေးကလည်းမီးလင်းလာတယ်မီးလုံးလေးစီကိုလည်း current စီးနေတယ် current ကဥမာဆို0.013130ဝန်းကျင်လောက်စီးနေတယ် current လေးစီးနေတာပေါ့နော်ဒါဒီ close circuit အဲ့လို close circuit ဖြစ်နေတဲ့အခြေအနေမှာကျွန်တော်တို့က short circuit ဖြစ်အောင်လို့ဒီအရှိမ wire ကြိုးတစ်ကြိုးကိုမီးလုံးလေးအရှိမလာပြီးတော့တွယ်လိုက်မယ်မီးလုံးလေးအရှိမ wire ကြိုးတွယ်လိုက်ပြီဆိုရင်ဒီမီးလုံးလေးကပိတ်သွားလိမ့်မယ်ကျွန်တော်ဒီမှာတွယ်လိုက်ပြီမီးလုံးပိတ်သွားပြီချက်ချင်းဘာဖြစ်လာလဲဆို current က 1.5 ဒီထောင်တက်လာတာပေါ့နော်အဲ့တော့ဘာဖြစ်နေလဲ short ဖြစ်နေတာအခုချိန်နေတာဒါ short ဖြစ်နေတဲ့အခြေအနေကြီးဒါ short ဖြစ်နေတဲ့အခြေအနေဒါ အနေအရမ်းများတယ်လွတ်လိုက်ပြီဆိုတာ ਨੇ short circuit ဒီ wire ကြိုးလေးလွတ်လိုက်ပြီဆိုရင် short circuit ကနေလွတ်သွားတယ် open circuit မဟုတ်ဘဲနဲ့ close circuit ဖြစ်တယ်မီးလုံးလေးကမီးပြန်လဲနေအဲ့ဒီမှာသတိထားမိရမှာ current ဘယ်လောက်ထိတက်လဲဆိုတော့ 1.5 ထိတက်တာ current ကအဲ့တော့ဒီဆက်လေးကကျွန်တော်တို့က current ကိုချိန်လို့ရတယ် current ကိုကျွန်တော်က 1.5 ထိပဲထုတ်ထားတာဟုတ်ပြီ current ကသူဒီဘယ်လောက်ထိထုတ်လို့ရလဲဆို5 ampere ထိထုတ်လို့ရတယ်ကျွန်တော် current တင်မယ် 1.7 လောက်ထိကျွန်တော်တင်လိုက်မယ်အဲ့ဒီဆက်လေးဒီ 1.7 ထိသူ current ထုတ်ပေးနိုင်တယ်ဒါဆိုရင် current ဘယ်လောက်စီးမလဲကျွန်တော်တို့ကြည့်ရအောင်เนาะကျွန်တော် short ပြန်တိုက်မယ်ဟောဒီမှာ 1.7 ထိစီးတာခုနကကျွန်တော်တို့ပြောသလို short ဖြစ်သွားရင်ဘာဖြစ်လဲဆိုတော့ current က infinity ကိုစီးတာအခုကျွန်တော် 1.5 ထုတ်တာဖြစ်တဲ့အတွက် 1.5 စီးတာ okay ကျွန်တော်ထပ်ပြီးတော့ current ကိုထပ်တင်မယ် 2.0 ထိကျွန်တော်တင်လိုက်မယ် 2.0 ထိကျွန်တော် current ကိုတင်ပြီးတော့ထုတ်မယ် okay အဲ့ဒီအခြေအနေမှာကျွန်တော်ဒီမှာ short ပြန်တိုက်မယ်ဟောဘယ်လောက်ဖြစ်သွားပြီလဲ 2.0 အဲ့တော့ကျွန်တော်3ထားရင်3ထိထုတ်မှာ4ထားရင်4ထိကို current တွေထွက်မှာပေါ့နော်အဲ့တော့ short ဖြစ်ပြီဆိုလို့ရှိရင် current ကဘယ်လောက်ထိစီးလဲ infinity ထိကိုစီးမှာအဲ့တော့ short ဖြစ်တဲ့ကိစ္စဒီအရန်ကိုအနေနဲ့များပါတယ်အဲ့တော့ဒီလိုမျိုး short circuit တွေဖြစ်ပြီဆိုရင်ကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲဆိုတော့ကျွန်တော်နောက်နေ့ဗီဒီယိုလေးတွေမှာဆက်ပြီးပြပေးမယ်ဒီနေ့ကျွန်တော်တို့မှတ်ထားရမှာက open circuit close circuit short circuit အကြောင်းမှာနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ page message ကိုလာမေးပါကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်